lane level အဆင့်ဆိုတာ10 20 30 40 50 60 70 80 90နဲ့10 ဆိုပြီးမှရှိမယ်။ instant level ဆန္ဒ level လို့လည်းခေါ်တယ်အဲ့ဒါ0 11 0 22 0 33ဒီမှာ04တလုံးလာအောင်မယ်ဒါကြတော့ကြေးနီအောင်ခေါ်တာကြေးနီအောင်မနေ့ကဒါကြံသွားတယ်043 045 066 077 088ခဲအောင်အစိမ်းအောင်ဘဝရောင်လေးကမြင်းသောနောက်ကလေးကကြေးနီအောင်လို့မှတ်ထားပါ43ကငိုလိမ်မော့45ကအနီ66ကခရမ်းခွန်ကအညို့88ကနော်အဲ့ဒါရလာပြီဆိုရင်အနက်ဆေးဆိုးတယ်အနက်ဆေးဆိုးတယ်ဆိုတာတကယ်တော့ကျွန်တော်10တို့20တို့30တို့ကိုဒါဆိုးတာပဲဖြစ်တယ်နော်40ဆိုရင် brown ဖြစ်သွားပြီဒါ brown ဖြစ်သွားပြီဒါအနှစ်ထက်မှပါတယ်1 2 3ကအနှစ်ထက်ပါတယ်ဟော4 5က brown ထဲမှာပါတယ်အဖြူဘုံကာလာဒါတော့ light brown ပေါ့ဒါတော့ light brown ဒါကြတော့ light brown ဒါကြတော့ brown ဒါအနှစ်အဲ့လိုသဘောတရားထားလိုက်မှဆိုရင်ဒါဆိုလို့ရှိရင်ဒါဆိုရင်အလင်းကျွန်တော်တို့ကအကန့်ခွဲလိုက်မယ်ဒါဆိုလို့ရှိရင်သဘောတရားနားလည်သွားပြီတော့အရှိက0တွေဖြစ်နေတဲ့များကာလပတ်လို့ဒီရှိကအလင်း level လုံးဝမပါဘူးအလင်း level မပါတဲ့အတွက်ဆိုးလိုက်တဲ့မြင်းဆောင်88တို့0မြင်းဆောင်ရှိတဲ့များ6677 45 43 33 11တိုက်တာဆိုအလင်း level ကတက်မလာဘူးနောင်ကမထွက်ဘူးဒါကြောင့် brown ထဲမှာပဲရိုးရိုး brown ဆိုးရင်တော့အနက်ကို brown ဆိုးကျင်တယ်ဆိုဒီတိုင်းဆိုးလိုက်လို့ရတယ်အနက်ကိုတိတ်မဖြိုနိုင်ဘူးအနက်ကိုဖြိုနိုင်အောင်အလင်း level အဆင့်တက်ဘာလုပ်အောင်လဲဆိုရင်တစ်ဘက်ကလင်း level နဲ့ပေါင်းစမှာဖြစ်တယ်အလင်း level ထက်ထားတဲ့ဟာမရှိဘူးဆိုရင်နဘူးစရတယ်အစိမ်းအောင်ဆိုးကျင်တယ်အစိမ်းပို့ပြီးတော့လင်းကျင်တယ်ဆိုရင်0 22တဘူးနဲ့ပို့ပြီးလင်းကျင်တယ်လင်းလေကောင်းလေဆိုရင်ကျွန်တော်တို့က30မြင်းဆောင်0နဲ့ပေါင်းလိုက်ရင် level 30ရှိတဲ့အစိမ်းအောင်ကိုရိုးတဘူးနဲ့ဆိုးတာတဲ့ဆိုင်ရင်ဒီအလင်း level ပါတဲ့အတွက်ပို့ပြီးမှအလင်းတွေတက်သွားမှာဖြစ်တယ်အလင်း level တက်ချင်ရင်ဒီ3ခုကလွယ်ပြီးတော့4 5 6 8เนาะ8 9 10 level ရချင်တော့ချွတ်စစ်3မှရမယ်ချွတ်စစ်3မှရမယ်เนาะ30မြင်းဆောင်0ဘူးနဲ့022ဘူးဆိုးလိုက်ရင်30 level အထိတော့ရောက်မှာမဟုတ်ဘူးဒါပေမဲ့အလင်းတော့မြင့်သွားမယ်20လောက်ခြံနိုင်မယ်တဘောတရားခွန်တော့ရရင်ရသွားမယ်เนาะ2 level အဲ့လိုမျိုးပုံစံကိုတွားတယ်9မြင်းဆောင်22ဆိုရင်9အဆင့်လင်း level ရှိတဲ့အစိမ်းအောင်မြင်းဆောင်22ဆိုရင်အလင်း level 9ရှိတဲ့အစိမ်းအောင်ဒီလိုပဲဒါတွေလည်းဒီလိုပဲကျွန်တော်တို့ကသူ့ရဲ့အရှိမတက်သွားတဲ့ level ဟာလင်း level ဘလောက်နဲ့ထုတ်ထားတဲ့ဆေးဘူးဆိုတာကိုပြခြင်းပဲဖြစ်တယ်ဒါဒီလောက်ဘောတရားနားလည်မယ်ဆိုရင်ကျွန်တော်တို့ဆေးဘူးတစ်ဘူးကိုကြည့်လိုက်တာနဲ့အော်တူကအလင်း level ဘလောက်ရှိတဲ့ဘာအယောင်နဲ့ထုတ်ထားတဲ့ဆေးဘူးအတောင့်ဖြစ်တယ်ကာလာခရင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိသွားပြီ